အယိုးသားဆုံးပြုံးပြခြင်းပါသေးတယ်တန်တရာကရှိပေမဲ့ဘဝကတူတူလေးဆိုတဲ့စကားကိုလက်ခံပါတယ်ဒါကြောင့်မေတ္တာစားကိုရှိရှိထားပြီးတော့အမုန်းစားတွေကိုတော့တတ်နိုင်သလောက်တိုးစီမယ်မနှက်ဖန်တွေဟာတကယ်မသေးကြပါဘူးဘယ်နှရက်ရှင်တန်ရအောင်မယ်ဆိုတာမသိပေမဲ့လက်ကြံနေ့ရဲ့လက်ကြံဘဝလေးကိုတော့ပျော်အောင်ပဲနေသွားခြင်းပါတယ်ကိုယ်နဲ့ထိုက်လို့ပိုင်ဆိုင်ခွင့်ရတဲ့အရာလေးတွေဆိုဂရုဒီဇိုင်းနဲ့တန်ဖိုးထားသွားမယ်ကိုယ်နဲ့မထိုက်လို့ဆုံးရှုံးသွားရတဲ့အရာတွေကိုတော့အသာတကြီးပဲလက်လွတ်တတ်ဖို့ကြိုးစားမယ်ခွင့်လွတ်မယ်အတတ်နိုင်ဆုံးနားလည်ပေးလိုက်မယ်ကိုယ်အနားမှာနေကျင်တဲ့သူတွေကိုတွေးထွေးစွာဆက်ဆံပေးလိုက်ပြီးကိုယ်အနားမှာမနေကျင်တော့တဲ့သူတွေကိုတော့သူ့တဘောအတိုင်းထွက်သွားခွင့်ပြုလိုက်မယ်ဒါဟာခန္ဓာရည်မရှိတော့လို့မဟုတ်ပါဘူးဘယ်သူအတွက်ကြောင့်လဲမှကိုယ်စိတ်ကိုပူလောင်အောင်ထားမလုပ်ချင်တော့လို့ပါအများကြီးတော့မျောလင့်မထားပါဘူးကိုယ်တိုင်ဖန်တီးလို့ရတဲ့ပျော်ရွှင်မှုကလွဲရင်တခြားသူတွေလာပေးတဲ့ခံစားချက်တွေဆိုတာတိမ်ဆိုင်တင်ခဲတွေလိုမျိုးအချိန်တန်ရင်ပျောက်ကွယ်သွားမှာပဲမို့လားဒါတွေကိုမြဲတယ်ထင်ပြီးတော့ဆွဲလန်းမှုတွေနဲ့ဖက်သွယ်ထားမယ်ဆိုရင်ကိုယ်ပဲနာကျင်စရာတွေနဲ့ကြံရိတ်ခဲ့မှာပေါ့ဖြစ်နိုင်ရင်ဘဝဆိုတာဘာလဲလို့ကိုပြန်မေးဒါရအနာတရားတွေကိုပုတ်တက်ပြီးတော့တိတ်အကြောင်းတွေပြန်မတွေးကျင်တော့ပါဘူးအရှိတိုင်းလေးလက်ခံပြီးတော့အဖြောင်တိုင်းလေးပဲဆက်လျှောက်ကျင်ပါတယ်အလင်းကိုလိုတဲ့လူဆိုပေမဲ့အမောင်ညတွေနဲ့ကြုံလာရင်လဲပျော်အောင်နေရမှာပေါ့စိတ်ကူးတဲ့ကအတိုင်းဆိုရင်တော့ပိုင်ဆိုင်လိုစိတ်များမထားပဲနဲ့ငှက်ကလေးတွေမွေးမယ်ချိုးယူလိုစိတ်မရှိပဲပန်းလာလာလေးတွေပြိုးမယ်လူတွေကလူမို့ဒဏ်ရာတွေရဲ့လက်ကတော့ပြေးလို့ဘယ်လွတ်ပါမလဲအရန်အားငယ်တဲ့အခါတရောင်စုံတွေကမျက်လုံးရဲ့ဖော်ဖြစ်ပြီးတော့ထိခိုက်လဲကျလာတဲ့အခါမျိုးမှာတော့ကိုဟာကိုယ့်ရဲ့အကောင်းဆုံးအဖော်ပဲလေရှင်တန်ခွင့်ရှိသလောက်လေးနေပြီးတော့ပိုင်ဆိုင်ခွင့်ရှိသလောက်လေးပဲမျက်နှိုးသွားပါမယ်အများကြီးယူမသွားခြင်းပါဘူးအများကြီးပဲပေးခြင်းခဲ့တာပါတကယ်မတည်မြဲတဲ့ဘဝပါအရာရဟာတရင်ကမှနားလည်ထားပါတယ်ဒါပေမဲ့မိုးချုပ်လို့နေဝင်နေကံကုံလို့တေကံကြုံလာတဲ့အခါကြရင်တော့လောကနဲ့လူသားတွေအပေါ်ကိုယ်အယုသားဆုံးပြုံးပြခဲ့ခြင်းပါသေးတယ်